နောက်ဆုံးကဏ္ဍက3ည3မဟုတ်5ပေါ့0 or 5ပေါ့3ညပဲဖြစ်ဖြစ်5ပဲဖြစ်ဖြစ်တေချာပေါက်အဆုံးသတ်နေတဲ့ကဏ္ဍဆိုရင်တေချာပေါက်5နဲ့စားလို့ပြတ်တယ်ဒါဆိုကျွန်တော်တို့ကဒီနေရာမှာထည့်ကြည့်မယ်1ထည့်ကြည့်မယ်နော်ကျွန်တော်တို့ဒီနေရာမှာ1ထည့်ကြည့်မယ်1ရလာပေါ့1ကိုထည့်ကြည့်တော့2တလီ2 92ဆိုတော့ဘလို့မှ9နဲ့စားလို့မပြတ်ဘူးဒါဆို2ထည့်ကြည့်မယ်1နဲ့လီ4ဒါဆိုရင်4ဒီလည်းပဲကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ပေါင်းလိုက်ရင်94ဆိုတော့ဘလို့မှ9နဲ့စားလို့မပြတ်ဘူး3ထည့်ကြည့်မယ်3နဲ့လီ6ပေါင်းလိုက်ရင်96ဘလို့မှကျွန်တော်တို့ဘာလဲဆိုတော့9နဲ့စားလို့မပြတ်ဘူးနောက်တစ်ခုက4ပေါ့4ထည့်ကြည့်တော့4နဲ့လီ8 98ဘလို့မှ9နဲ့စားလို့မပြတ်ဘူးနောက်တစ်ခုက9ထည့်ကြည့်မယ်9နဲ့လီ10ဒါဆိုရင်ကျွန်တော်တို့က100ဆိုတော့3ညနဲ့အဆုံးသတ်တော့100ဒီနောက်ဆုံးဒီချက်က3ညနဲ့အဆုံးသတ်တော့9နဲ့စားလို့ပြတ်တယ်9ကတော့မှန်သွားပြီဒါဆိုနောက်ထပ်ဘာဖြစ်နိုင်သေးလဲဆက်ပြီးစဉ်းစားကြည့်တယ်ပေါ့6ကိုထည့်စဉ်းစားကြည့်ရ6နဲ့လီ12ပေါင်းလိုက်တော့102ဒါဆိုရင်6ဒီလည်းပဲ9နဲ့မပြတ်ဘူးပေါ့နောက်တစ်ခုခွန်ထည့်ကြည့်ရခွန်နဲ့လီ14ပေါင်းလိုက်တဲ့အခါဘလို့မှကျွန်တော်တို့ဘာလဲဆိုတော့9နဲ့စားလို့မပြတ်ဘူးပေါ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီအလဲကိန်းဖြစ်နိုင်ကြည်ဒီဘာပဲရှိတယ်လဲဆိုတော့ကျွန်တော်တို့9မှာ9ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်ပြီလဲဆိုတော့ကြတော့နေရာလို့9ခုရှိတဲ့ထဲကနော်ပထမအဆုံးအနေနဲ့အလဲရကိန်းလေးကိုကျွန်တော်တို့ဖော်ထုတ်နိုင်လိုက်ပါပြီဒါဆိုရင်ကျွန်တော်တို့က9ဖြစ်ရမယ်ဆိုရင်9ထည့်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီနားလေးမှာကျွန်တော်တို့က9ထည့်လိုက်တဲ့အခါဘယ်လိုဖြစ်သွားမှာတုံးပေါ့ထည့်ကြည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်ဘယ်လိုဖြစ်သွားမှာတော့90နော်10ပေါင်းလိုက်တော့ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုတော့100ရလာတဲ့100ကိုကျွန်တော်ကဘာဖြစ်မအောင်ဆိုတော့စုစုပေါင်းတစ်ခုမှာဘယ်လောက်ရှိသလဲလို့သိကျင်တာဒီမှာကကြာဘာဖြစ်နေအောင်ဆိုတော့ကြတော့စတူယန်9ခုစာဒါဆိုစတူယန်တစ်ခုချင်းစီမှာနော်ထောင်4000ပေါ့နော်ရှိတဲ့ကဏ္ဍ4ခုကိုပေါင်းလိုက်ဘယ်လောက်လဲလို့သိကျင်ရင်100ကိုတီးပြီးတော့နော်ကျွန်တော်တို့က9နဲ့စားလိုက်ထွက်လာမဲ့20ဒီစတူယန်တစ်ခုချင်းစီမှာတနည်းအားဖြင့်တောင်စွန်းမှာရှိတဲ့ကဏ္ဍတွေပေါင်းလိုက်ရလာမဲ့တန်ဖိုးလေးပဲဖြစ်တယ်20ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာစဉ်းစားကြည့်မယ်ကျွန်တော်တို့ကဒီစတူယန်အတွက်ကြည့်မယ်ဆိုလည်းပဲ4ဘွဲ့ရှိတဲ့နေရာမှာ9ရယ်5ရယ်ဆို2ခုတိထားတယ်ဒီနေရာမှာကြည့်မယ်ဆိုလည်း5ရယ်8ရယ်ဆို2ခုစီတိထားတယ်ဒါဆိုကျွန်တော်တို့ကဒီနေရာမှာဆက်ဆက်ပြီးစဉ်းစားကြည့်အောင်9နဲ့5စုစုပေါင်းရင်ကျွန်တော်တို့ကဘယ်လောက်ရအောင်ဆိုတော့ကြတော့20ရဖို့ရေး9 + 5ဆိုတော့ဘယ်လောက်ဖြစ်သွားပြီလဲဆိုတော့9 + 5ဆိုတော့ကျွန်တော်တို့က14ဖြစ်နေပြီပေါ့14ဖြစ်နေပြီအဲ့လို14ဖြစ်နေတဲ့အခါ20ရပြီဆိုသူ့ကိုသေးချပေါက်6ပေါင်းမှရမှာပေါ့ဒါဆိုရင်ကျန်းနေတဲ့ကဏ္ဍတွေကဘာကဏ္ဍကျန်သေးရောဖိုက်ကဖယ်ပြီးသွားပြီဆိုတော့ဖိုက်ကိုကျွန်တော်တို့ဘာလုပ်လိုက်ပြီလဲဆိုတော့ကြတော့ဖယ်ထုတ်လိုက်တော့မယ်ဖိုက်ကရွေးပြီးသွားပြီနော်6တို့8တို့ကလည်းပေးပြီးသားရေးပြီးသားဆိုတော့ကျွန်တော်ဒီကောင်လေးလည်းဖယ်ထုတ်လိုက်ပြီကျန်ခဲ့တဲ့ကဏ္ဍပေါ့နော်နှစ်ခုပေါင်းလိုက်ရင်6ဖြစ်မဲ့ကဏ္ဍပေါ့စဉ်းစားကြည့်တယ်1နဲ့ခွန်ဘလို့မှ6မရဘူးနောက်ကကျ1နဲ့6မရဘူး1နဲ့4မရဘူးဒါဆိုကျွန်တော်ကစဉ်းစားကြည့်တဲ့အခါမှာဘာရှိလဲဆိုတော့နော်2နဲ့ခွန်လဲကို2နဲ့6နဲ့ပေါင်းရင်လဲ8 2နဲ့4နဲ့ပေါင်းရင်တော့6ဒါဆို2နဲ့4နဲ့ပေါ့ဒါဆိုဒီနေရာဒီဘာဖြစ်လဲဆိုတော့2နဲ့4ပေါ့နော်ဒီနားလေးမှာ2ဒီနားလေးမှာ4လဲဖြစ်နိုင်တယ်လို့ဒီနားလေးမှာ4ဒီနားလေးမှာ2လဲဖြစ်သွားနိုင်တယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီနား2လားဒီနားလေးမှာ4လား2နဲ့4တခုစီရောထက်မှာသေးကြရဲဒါပေမဲ့ဒီနားလေးမှာ2လားဒီနားလေးမှာ2လားဆိုတာသေးကြဖို့အရေးကျွန်တော်တို့သိထားတဲ့အချက်တစ်ခုနဲ့ချိန်ကိုက်ကြည့်မယ်ဒီနားလေးမှာဘာလဲဆိုတော့9နဲ့8ကိုပေါင်းလိုက်ရင်ကျွန်တော်တို့ကဘာရမလဲဆိုတော့ကြတော့73ရမယ်ပေါ့73ဆိုတော့သူတို့နှစ်ခုပေါင်းခြင်းဘာဖြစ်သွားပြီလဲဆိုတော့သူတို့နှစ်ခုပေါင်းခြင်း73ဆိုတော့နောက်ထပ်နှစ်ခုပေါင်းခြင်းကခွန်ဖြစ်မှရတော့ပါဒီနေရာမှာကျွန်တော်တို့ကဖော်ထုတ်လိုက်တဲ့အခါဘာတွေရသွားပြီလဲဆိုတော့ကြတော့2ရယ်4ရယ်ကဒီနားလေးဒီမှာကျွန်တော်တို့ကဖြည့်တော့ပါဒါပေမဲ့လို့ဘယ်နားလေးဖြည့်ရမလဲဒီနားလေးက2လားဒီနားလေးက2လားမသိဘူးเนาะအဲကြောင့်ကျွန်တော်ကကြံတဲ့အချက်လက်နဲ့ချိန်ညှိကြည့်လိုက်တဲ့အခါမှာဒီနားလေးမှာ9နဲ့8ပေါင်းတော့73ဒါဆိုနှစ်ခုပေါင်းရင်ဘာရမလဲဆိုတော့ကြတော့ခွန်ရမှာ20ရမှာဒါဆိုရင်ဒီနားလေးမှာကျွန်တော်တို့က4လို့သဘောထားလိုက်မယ်ဆိုရင်ဒီနားလေးမှာ4လို့သဘောထားလိုက်မယ်ဆိုရင်ကြံခဲ့တဲ့ကဏ္ဍတွေက1ရယ်3ရယ်6ရယ်ခွန်ရယ်နှစ်ခုပေါင်းရင်နော်ခွန်ရမယ်ဆိုတော့ဒီနားလေးမှာကျွန်တော်က4လို့ယူဆမယ်ဆိုရင်ဘာနဲ့ပေါင်းရင်ရမလဲဆိုတော့ဒီမှာကြံခဲ့တဲ့ကဏ္ဍ136ခွန်နဲ့က4နဲ့3နဲ့ပေါင်းရင်ခွန်ရမယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်ကစဉ်းစားကြည့်အောင်ဒီနားလေးကို2လို့ယူဆကြည့်အောင်2လို့ယူဆကြည့်မယ်ဆိုရင်နော်နှစ်ခုပေါင်းရင်ခွန်ဖြစ်ဖို့အရေးကကျွန်တော်ဘာပဲရှိရတော့ဆိုတော့ကြတော့9ပဲဒါပေမဲ့9ကဒီမှာရေးပြီးသားဖြစ်တဲ့အခါဒီနားလေးက2လုံးဝမဖြစ်နိုင်ဘူးဒါကြောင့်ဟိုက်ဒီနားလေးတွေဘာပဲဖြစ်ရမလဲဆိုတော့4ပဲဖြစ်ရမယ်ဒီနားလေးက4ဆိုရင်ဒီနားလေးကတေးကြတယ်2ကို2ဖြစ်သွားရမယ်ဒါမှနှစ်ခုပေါင်း4ခုလုံးပေါ့နော်ဒေါင်း4ခုပေါင်းလိုက်တဲ့အခါ20ဆိုတဲ့ဒီကဏ္ဍရရှိမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဟိုက်နားလေးကတော့ကျွန်တော်ဘာကြံလဲဆိုတော့တစ်ခွက်ပဲကြံတော့ဒါဆိုပိုးလွယ်သွားပါပြီတစ်ခွက်ထဲဖြစ်တဲ့အခါနှစ်ခုပေါင်းခြင်းနော်4ခုပေါင်းခြင်းက20ဖြစ်မှာဆိုတော့ပေါင်းမှုအတွက်ကျွန်တော်ဘာဖြစ်လဲဆုံးတော့ပေါင်းကြီးက73ကို4ပေါင်းတော့じゃ79ဒါဆိုရင်ဒီနားလေးမှာဘာကြံတော့ဆိုကြတော့3မှ3ပဲပေါ့နော်ဒါတော့သိကြပါဘူးပေါ့ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့အကွက်အလုတ်ကလေးတွေဘယ်နှကွက်ပဲရှိအောင်ဆိုတော့ကြတော့
တကွဲနှစ်ကွဲသုံးခွက်ပဲရှိတယ်ဘယ်ကနန်းနေကြံနေလဲဆိုတော့ကြံခဲ့တဲ့ကနန်းလေးကိုကျွန်တော်တီးတန့်လေးဖယ်ထုတ်ကြည့်ရအောင်တစ်ကြံသေးတယ်သုံးကလည်းကျွန်တော်တို့ဖြည့်လိုက်ပြီးနောက်တစ်ခုပါကြံသေးကို6ကြံသေးရခွန်ကြံသေးတယ်1ရယ်6ရယ်ခွန်ရယ်ကြံခဲ့ပေးကြတဲ့ဟိုက်နေရာမှာ1 6ခွန်တစ်ခုခုထည့်ရမှာဒီနားလေးက1လားဒီနားလေးက1လားဒီနားလေးက1လားဆိုတော့ကျွန်တော်တို့ချိန်ညှိဖို့လိုအပ်တယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကကြည့်ရအောင်ဒီနားလေးမှာကျွန်တော်တို့ကတေချာပေါင်း2ရယ်9ရယ်ဖြစ်နေပြီဆိုနှစ်ခုပေါင်းခြင်းကခွန်စုစုပေါင်း20ဖြစ်ဖို့ရေးဆိုခွန်ကို73ပေါင်းမှ20ဖြစ်မှာဒါဆိုရင်သိကြရတယ်73ပေါင်းဖို့ဆို6နဲ့ခွန်ပေါင်းမှ73ရမှာဒါဆိုရင်6နဲ့ခွန်ပေါင်းမှ73ဆိုတော့ဒီနားလေးက6လားဒီနားလေးကခွန်လားဆိုတာနော်သိကြရတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကသိကြတဲ့ကဏ္ဍတော့မှဒီကလွတ်နေတဲ့ကဏ္ဍဟိုက်နာ1ဒီသိကြတဲ့ဟိုက်နာမှာလွတ်နေတဲ့ကဏ္ဍ1ကဒါပဲကြံတော့ပါဟုတ်တယ်နော်ကျွန်တော်စဉ်းစားကြည့်ရဒါဆိုရင်ကျွန်တော်တို့က9ရယ်8ရယ်1ရယ်ပေါင်းလိုက်တဲ့အခါဘယ်လောက်ရတော့ကျွန်တော်တို့14ရတယ်အဲ့14ဆိုတော့14ကို20ဖြစ်ဖို့ဆိုဟိုက်နာလေးက6ဖြစ်မှကိုရမှာဟိုက်နာလေးက6ဖြစ်မှကိုရမှာပေါ့ဒါဆိုရင်ဟိုက်နာလေးကအလိုလျောက်ကြံခဲ့တဲ့ကဏ္ဍခွန်ပဲဖြစ်ရပါမယ်ဒါဆိုချိန်ကြိုက်ကြည့်ပါ2ရယ်9ရယ်ခွန်နဲ့ပေါင်းလိုက်14နဲ့6နဲ့ပေါင်းတော့20ဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်ကြည့်မလဲဆိုတော့ကြတော့နောက်ပိတ်ဆုံးနေနဲ့ကျွန်တော်တို့ကချိန်နှိုက်ကြည့်မယ်စတူရန်အကြီးကြီးရယ်ဒေါင်း၄ခုပေါင်းလိုက်ရင်ရော20ရမှာလားတော့ချိန်ညှိကြည့်အောင်စတူရန်ကြီးရဲ့ဟာ၄ခုပေါင်းဆိုတော့9 plus 3 plus ဆိုတော့12 plus 1ဆိုတော့13 plus 7ဆိုတော့20စုစုပေါင်းခြင်း20ရတယ်ဒါဆိုရင်ကျွန်တော်တို့ဖြစ်လိုက်တဲ့အကွက်စရာတိုင်းဒီတူလိုချင်သောစတူရန်တစ်ခုစီအီဒေါင်းဆုံးစီကဏ္ဍများပေါင်းလက်ဒီတူညီနေရပြီဆိုတဲ့အချက်နဲ့ကိုက်ညီတယ်အဲ့ဒါကိုမှ question mark နေရာမှာဗာလေးဖြည့်ထားအောင်ဆို6ဆိုတော့ကြတော့ကျွန်တော်တို့ရဲ့ achievement လေးဒီဗာလေးဖြစ်သွားမလဲဆိုတော့ e ဆိုတဲ့နံပါတ်E လေးပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီပု္ပ္ပာမှာဘာတွေကိုဆက်ဆက်ပြီးစဉ်းစားခဲ့ရတယ်လဲအများကြီးပဲပေါ့နော်တစ်ခုနဲ့တစ်ခုချိန်ညှိပြီးတော့ကြတော့ကျွန်တော်သိထားရည်သုံးသပ်ရတယ်စစချင်းတော့အလဲကိန်းကဘာဖြစ်မလဲလို့သုံးသပ်ရတယ်သုံးသပ်ပြီးသွားရင်နောက်မှာဒေါင်း၄ခုစတုကန်တစ်ခုစီဒေါင်းဆုံးစီပေါင်းလက်များစီတူညီနေမယ်ဆိုတော့ပေါင်းလက်တွေကဘလောက်နဲ့တူညီရမလဲဆိုပြီးကျွန်တော်တို့ခံမှန်းခဲ့ကြရတယ်ကဏ္ဍတစ်ခုချင်းစီကောစတုကန်ဒီစတုရန်ဒီမှာဆိုရင်ဘယ်လိုမျိုးသက်ဆိုင်နေမှာလဲနှစ်ခုစီနဲ့သက်ဆိုင်နေမယ်အလဲကင်းရဆိုရင်တော့ကဏ္ဍစတုရန်၄ခုလုံးရဲ့ဘုံဖြစ်တော့၄ခုပေါ့နော်၄ချိန်ပါရမယ်အစရှိတဲ့အားလုံးကိုချိန်ညှိပြီးတော့သုံးသပ်ပြီးတော့ဖြေရှာလိုက်တဲ့အခါကျမှ question mark နေရာလေးမှာဘာလေးဖြစ်ရမလဲဆိုပြီးတော့အဖြေလေးရရှိလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီလိုပု္ပ္ပာတွေကိုကျွန်တော်တို့ကဒီလိုပု္ပ္ပာအမျိုးအစားကိုကိုယ်တိုင်ကိုကြစဉ်းစားပြီးတော့ဖြည့်ရှင်းနိုင်ပြီဆိုရင်ကျွန်တော်တို့ရဲ့ချိတ်ဆက်သင်္ချာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တွင်းစားတဲ့လွယ်ပဲတွေးခေါ်မှု level ကမြင့်လာပြီလို့ကျွန်တော်တို့ပြောလို့ရတာပဲဖြစ်ပါတယ်